ပါဗျာတို့သာသနာအတွက်မပြောမဖြစ်လို့ပြောရမယ့်ဗီဒီယိုဖိုင်လေးတွေမဖြစ်မနေထောက်ပြရမယ့်ဗီဒီယိုဖိုင်လေးတွေနဲ့ပြန်လာပါပြီဟုတ်ကဲ့ပါဗီဒီယိုဖိုင်လေးတစ်ခုကိုဖွင့်ပြမယ်ဒီဗီဒီယိုဖိုင်လေးကမနေ့ကတော်တော်လေး line ပေါ်မှာပြန့်နှံ့သွားတယ်ဗျအဲ့တော့ YBS ကားပေါ်မှာဘုံကြီးအတုလို့ပဲကျွန်တော်သုံးနှုံးပါမယ်ဘာဖြစ်လို့လဲဆိုတော့ဝိနည်းတိတ်ကပုတ်တွေနဲ့ညီတဲ့ဆရာတော်တန်ဃာတော်တွေဖျားသားတော်တွေကဒါမျိုးလုပ်တွေလုံးမှာမဟုတ်ဘူးအဲ့တော့ဒါတွေကသင်္ကန်းခြုံဘုံကြီးအတုလို့ပဲကျွန်တော်သုံးနှုံးပါမယ်ဘုံကြီးအတုနဲ့ YBS ကားဒရိုင်ဘာနဲ့ပြဿနာတက်တယ် YBS ကားဒရိုင်ဘာကဘုံကြီးအတုကိုကားပေါ်ကနေအတင်းဆွဲ